chicken gan shoe ဆိုတဲ့ဂျပန်စကားလေးကိုကြားဖို့ကြားလာမသိဘူးเนาะ chicken gan shoe ဆိုတာက chicken ကိုမိုးရုခုတ်တို့ပြောချင်တာပေါ့เนาะအချိန်ကိုလေးစားတာကိုပြောချင်တာပေါ့เนาะဂျပန်မှာဆိုလို့ရှိရင်အချိန်လေးစားတာကလည်းဂျပန်ရဲ့ manner တွေကမှအရေးကြီးဆုံး manner တစ်ခုဖြစ်တယ်ပေါ့เนาะဘယ်လိုမျိုးချိန်တွေမှာအချိန်ကိုလေးစားတင်လဲဆိုလို့ရှိရင်နံပါတ်1ကရုံးတက်ချိန်ပေါ့เนาะရုံးက9နာရီတက်မယ်ဆိုလို့ရှိရင်9မိနစ်10မိနစ်လောက်စောပြီးတော့ရုံးကိုသွားတာကအကောင်းဆုံးဖြစ်တယ်ပေါ့เนาะနောက်တစ်ခုကကြတော့ယထာကားစီးတဲ့ချိန်ဖြစ်ပါတယ်ဂျပန်နိုင်ငံရဲ့ယထာကားတွေကဥပမာ8နာရီလာမယ့်ယထာဆိုရင်8နာရီအတိမှာလာတဲ့အတွက်ကြောင့်မို့ကိုက10မိနစ်လေးနောက်ကျတာနဲ့အဲ့ဒီယထာကိုလွဲသွားနိုင်တယ်ပေါ့เนาะဒါကြောင့်မို့10မိနစ်လေးနောက်ကျတာနဲ့ရုံနောက်ကြတာတွေဘာတွေဖြစ်နိုင်တဲ့အတွက်ကြောင့်မို့ယထာတွေကားတွေစီးတဲ့အချိန်မှာတေချာပေါက်အချိန်ကိုတိကျရောက်ဖို့အတွက်သွားတာကအကောင်းဆုံးဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ interview တွေပါတယ်ချိန်ထားတဲ့အချိန်ပေါ့နော် interview တွေပါတယ်လုပ်မယ်ဆိုရင်လည်း10မိနစ်လောက်ကြိုပြီးတော့ဒီ counter ကိုကြိုရောက်နေတာကပို့ပြီးတော့ကောင်းတယ်ပေါ့နော်နောက်ဆုံးတစ်ခုကကြတော့ကိုယ်တငယ်ချင်းနဲ့ကိုပေါ့နော်ဥပမာ private အချိန်ပေါ့နော်ဥပမာရုပ်ရှင်ကြည့်ဖို့ချိန်တာတွေပါတယ်အဲ့လိုအချိန်တောင်မှပဲတငယ်ချင်းပဲဆိုပြီးတော့မပေါ့ရော့ပဲနဲ့ပေါ့နော်တေချာပေါက်စောသွားဖို့တေချာပေါက်ပေါ့နော်အကြိုပြီးတော့အချိန်မီသွားတာကပို့ပြီးတော့ကောင်းပါတယ်ဒီလိုအချိန်တွေမှာအချိန်ကိုလေးစားသင့်တယ်ပေါ့နော်ဂျပန်မှာဒီအချိန်နောက်ကျတာကတစ်ဖက်သူကိုမဲဝါခုကိုခါရုခုတို့ရှစ်စရိနာခုတို့ဆိုပြီးတော့ပြောကြရပေါ့နော်အထင်မြင်ယူဆကြရပေါ့နော်တခါတလေကြားလို့ရှိရင်ကိုကဘာမှမထင်မှတ်ပဲနဲ့နောက်ကျသွားပြီမဲ့လေတစ်ဖက်သူအားကိုဒီလူကရိုင်းနေလို့ထင်သွားတဲ့ကိစ္စတွေရှိတဲ့အတွက်ကြောင့်မို့တေချာပေါက်ပေါ့နော်အချိန်မီရအောင်သွားတာကအကောင်းဆုံးဖြစ်တယ်ပေါ့နော်ဒါပေမဲ့လည်းလူတိုင်းကအမှားလုပ်တတ်တဲ့အတွက်ကြောင့်မို့တစ်ခါတလေနောက်ကျတာတွေကတော့ရှိနိုင်တယ်ပေါ့နော်ဥပမာမနဲ့အရာထားနောက်ကျတာမျိုးပေါ့နော်အဲ့ဒါကြောင့်မို့ရုံနောက်ကျတာတွေဖြစ်တဲ့အခါမှာကျတော့ဘယ်လိုလုပ်လို့ရလဲဘယ်လို recovery လုပ်လို့ရလဲဆိုတော့ကိုရဲ့အထက်လူကြီးကိုနဲ့ချိန်ထားတဲ့လူကိုကြိုပြီးတော့ message ပို့တာဖြစ်ပေါ့နော်ဥပမာကျမကတော့နောက်ကြတော့မယ်9မိနစ်လောက်10မိနစ်လောက်နောက်ကြမယ်ပေါ့နော်ကြိုပြီးတော့ message ပို့တာဖြစ်လုပ်လို့ရတယ်ဒါပေမဲ့လည်းကိုကနောက်ထပ်10မိနစ်မှာရောက်မယ်လို့ပြောထားလို့ရှိရင်เนาะအဲ့ဒီအချိန်ကိုတေချာပေါက်မမိုးရူပေါ့နော်မမိုးရူလုပ်ပြီးတော့သွားတာကကောင်းတယ်ပေါ့နော်ဒါကြောင့်မို့တခုအကြံပေးချင်တာကဥပမာကိုကအရာထားနောက်ကြလို့10မိနစ်လောက်ရုံနောက်ကြမယ်လို့ထင်လို့ရှိရင်15မိနစ်လောက်နောက်ကြမယ်လို့ message ကိုပို့ပြီးတော့ပို့ထားတာကကောင်းတယ်ပေါ့နော်အဲ့ဒါမှကိုကပို့စော်ရောက်လဲကိစ္စမရှိဘူးနောက်ကြလဲကိုမှ9မိနစ် recovery ကျန်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဒါကအဲ့နီလန်လေးကိုမျှဝေပေးတာဖြစ်ပါတယ်အားလုံးပဲဒီဗီဒီယိုကိုကြည့်ပြီးတော့ဘူးတူတရရမယ်လို့မျှော်လင့်ပါတယ်เนาะတတား